ဒီရုပ်ကဘယ်လောက်လဲရှင် ဒီရုပ်ကဟောရီတော်ပဲကျွန်တော်တာဗျ ဒီမှာအမေကျုပ်ရင်မေးရဗျ အိုးရှင်ကျမရင်မေးရပါ အမျိုးသမီးဖြစ်နေတိုင်းကျုပ်ဘက်ကအလျှော့ပေးမှာမဟုတ်ဘူးနော် ဒီမှာရှင်ကျမကလည်းလွယ်လွယ်နဲ့အလျှော့ပေးတတ်တဲ့အမျိုးအစားမဟုတ်ဘူး ဟောဗျာလောလောမင်းကလေးပါလေစွာလာကြည့်လား ရှင်ကြတော့ဘာထူးလို့လဲယောက်ျားနာမည်မိန်းကလေးတစ်ယောက်နဲ့ပစ္စည်းတစ်ခုကိုပြိုင်လို့ညာ ဒီမှာအမေကျွန်ုပ်ကဒီပစ္စည်းကိုရမှဖြစ်မှာမလို့ ကျမလည်းရမှဖြစ်မှာမလို့လေရှင် ဟာဗျာခင်ဗျားဘယ်လိုလူလဲ ကဲပါဗျာအယုတ်ကိုနှစ်ယောက်တယောက်စီခွဲယူလိုက်ပါလားအဲ့ဒါဆိုနှစ်ယောက်လုံးလည်းအဆင်ပြေသွားတာပေါ့ ကျုပ်ကတော့ပြည်တယ်ကျုပ်လူတာကလည်းတရုတ်ပဲလူပါလေအဲ့တော့ဒီကအမေစွာတိလဲအောင်လားမေ ဘာရှင်ကျမမှာ ရတယ်မေမသိချင်ဘူး ကျမဘာပြောရသေးလို့လဲ ကျမနာမည်ရှိရဲကျမနာမည်ကတော့ပါအဲ့ဒါပဲပြောချင်တယ်မလားရတယ်ကျွန်တော်မသိချင်ဘူး ရှင် ဒါလည်းမေယူမလားမယူဘူးလား ယူမဆိုင်ရှင်မြန်ထည့်ပေးဒီလိုလက်ပေါက်ကတ်တဲ့သူနဲ့တနေရာမှာကြကြမနေခြင်းဘူး ဒါဆိုလည်းခင်ဗျာပကံကနေပြန်လာတော့လေကျုပ်ကဒီမှာနေရောမှာဆိုတော့ထပ်တွေ့နေရောမှာဆိုလို့ပါဗျာ ဘာရှင် ရပါပြီဗျာဒီမှာနှစ်ယောက်လုံးတက်စီခွဲထည့်ပေးထားတယ်နော် ပေး ဟေးဒီမှာအမေကျုပ်ကအယုတ်တစုံစားလို့အတွက်ပတ်စံပေးရမှာလားကျုပ်ယူထားတဲ့ရုပ်ထဲလေးဗျာ အာအဲ့ဒါရော့ဆိုင်ရှင်ကျမကိုပြောပါလားဘလို့လူလည်းမသိဘူး ဟမ်ကျုံနေရဘာဆိုင်လို့လဲဗျာ အမေရှက်နေရလားမရှက်ပါနဲ့ဗျာကျုပ်ကခုနကပြောလိုက်တာမေပြည့်စုံပြည့်အနောက်တစ်ပေါက်နဲ့ပြောလိုက်တာပါဗျာ ဘာရှင်လိုလူနဲ့လည်းဘာမိတ်ဆွေဖြစ်เสียဘာအကြောင်းမှမရှိဘူးနောက်လည်းထပ်မတွေ့เสียအောင်စိတ်ချ